Gemini Pro ကိုတနေ့လုံးမှာလက်မငွေ1000ကျပ်တန်းနဲ့ရမယ်ဆိုယုံမလားဘာတွေသုံးလို့ရမှာလဲ Video Creator တွေအတွက်ဆို Google Veo 3ကျောင်းသားတွေအတွက်ဆို Notebook LM ဒါအပြင် Google Drive 2 TV Storage နဲ့တခြား tools တွေအများကြီးပဲ1000ကျပ်တဲနဲ့ AI ရဲ့မှော်စံတဲ့စွမ်းအားကိုပိုင်ဆိုင်လိုက်ပါတစ်နှစ်ပတ်လုံးလူတိုင်းထက်တလှမ်းတာနေပါလိမ့်မယ်ဒါပေမဲ့ဒီဈေးကပထမဆုံးအယောက်20အတွက်ပဲတီးတန့်နော်ပြည့်သွားရင်ပုံမှန်ဈေးဖြစ်သွားမှာမို့မြန်မြန်လေးတော့လှုပ်ရှားဖို့လိုမယ်လိုအပ်တာကကိုပိုင် Gmail နဲ့ Gemini Student Plan ပွင့်မိတာ account တစ်ခုပဲကျောင်းသားကတ်တွေ Visa ကတ်တွေဘာမှမလိုအရန်လွယ်တယ်စိတ်ဝင်စားတယ်ဆိုရင်အခုပဲ chat box မှာ Gemini Pro လို့စာပို့ပြီးအသေးစိတ်ကိုလာမေးလိုက်တော့